ပြန်လေရောက်ရှိလာတော့မဲ့ stand skin တွေ ammo skin တွေအခုလိုလူကြိုက်များခဲ့တဲ့ skin တွေကိုကျွန်တော်အနေနဲ့ diamond အနည်းဆုံးနဲ့ဘယ်လိုဖောက်ရမလဲဆိုတာကိုဒီဗီဒီယိုလေးမှာပြပြတော့မှာဖြစ်တယ်ဘယ်လိုဖောက်ရမလဲဆိုတာမစခင်မှာ event ကြောင်းလေးကိုကျွန်တော်အချင်းချုပ်ပြပြပေးမယ်ဒီ event ကတော့ကျွန်တော်တို့ရဲ့ official server ကို3လပိုင်း22ရက်နေ့မှာရောက်ရှိလာမှာဖြစ်ပြီးတော့4လပိုင်း22ရက်နေ့မှာပြန်ပြီးပြောက်ကွယ်တော့မှာဖြစ်တယ်။ကြာချိန်အနေနဲ့ကတော့တလားတိတိကြာမြင့်သွားမှာပါ။ကျွန်တော်အနေနဲ့အရင်ဗီဒီယိုမှာ event date လေးကိုမှာပြောလိုက်တယ်။ကျွန်တော်ကိုအခုလိုလိုအပ်ချက်တွေအမားတွေကိုထောက်ပြသွားပေးတဲ့အကောင့်မရှင်လေးကိုဒီနေရာနေကျေးဇူးတင်ကြောင်းပြောကြားချင်ပါတယ်။ကျွန်တော်အနေနဲ့လည်းအမားတွေကိုနည်းတစ်ထက်နည်းအောင်စူးစမ်းနေတာမို့ကျွန်တော်အကောင့်လေးကို subscribe လုပ်သွားပေးဖို့တောင်းဆိုချင်ပါတယ်။ပထမဦးဆုံးအနေနဲ့ Alpha Legend skin နဲ့တူရောက်ရှိလာမယ် Mega Draw ဆိုတဲ့ event လေးတစ်ခုရှိပါတယ်။အဲ့ဒီရက်မှာပဲ weekly pack တစ်ပတ်ထည့်ပေးရပါမယ်။ weekly pack တစ်ပတ်ထည့်တာက diamond 100ထည့်တာဖြစ်တဲ့အတွက်အခုပုံမှာပြထားတဲ့အတိုင်း free token တစ်ကက်ကိုရရှိမှာပါပြီးတော့ရင် Mega Draw event မှာ diamond 10တုံးရဲ့49တုံးရဲ့တုံးပြီး free token နှစ်ကက်ဝယ်လိုက်ပြီးရင်တော့အဲ့ဒီ free token တွေကို event မှာလဲပေးရမှာပါ free token page 1လာတဲ့အချိန်ကိုစောင့်လာပြီဆိုလို့ရှိရင် diamond 250ထည့်အဲ့ဒါကကြာလို့ရှိရင်ကျွန်တော် promo diamond 150ထည့်ရမယ်ကျွန်တော်တို့မှာရှိတဲ့ promo diamond 800ရဲ့150ရဲ့ပေါင်းပြီးတော့ကျွန်တော်တို့ဖြည့်ထားတဲ့ diamond 250ရဲ့ပေါင်းပြီးလဲလိုက်တဲ့ခါကြာလို့ရှိရင်စုစုပေါင်း12ကြိမ်လောက်ရပြီအခါကြလို့ရှိရင်ကျွန်တော်တို့က diamond 250လဲတုံးပြီးသားဖြစ်သွားပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ရဲ့ free token စုစုပေါင်းက7တကက်ရမှာအဲ့ဒီ7တကက်ရဲ့ထပ်ပြီးလဲလိုက်တဲ့ခါကြလို့ရှိရင်အချိန်ကစုစုပေါင်း3ခါရယ်12ခါရယ်17ခါရယ်ဆိုလို့ရှိရင်စုစုပေါင်းကျွန်တော်တို့က20ထဲမှာ6ကြိမ်ရပြီအဲ့ဒီကြားထဲမှာကျွန်တော်တို့ကဘာမှမလုံးနဲ့ free token page ယူလာဆောင်ရမယ်တကယ်လို့ free token page ယူလာတဲ့ခါကြလို့ရှိရင် weekly pack 3ပတ်ထည့်ရမယ်အဲ့ဒီနေ့မှာပဲကျွန်တော်တို့ event အစားကထည့်ထားတဲ့ weekly pack ရဲ့အခုထည့်ထားတဲ့ weekly pack 3ပတ်ရဲ့ပေါင်းပြီးတော့ diamond 900နဲ့ 10 draw လဲရမယ်အဲ့ဒါဆိုရင်ကျွန်တော် event ကခိုင်းတဲ့ diamond 3ခိုင်းတဲ့ dash ရလည်းလုပ်ပြီးသွားပြီ free token ကစုစုပေါင်း73ကက်လောက်ထပ်ပြီးရမယ်ခဏလဲထားတဲ့10 draw ရဲ့အခုလဲထားတဲ့73ကက်ရဲ့ဆိုလို့ရှိရင်စုစုပေါင်း20ထဲမှာ3ကevent အစားလဲထားတဲ့20ထဲမှာ6ခါနဲ့ပေါင်းလို့ရှိရင်စုစုပေါင်းကျွန်တော်တို့လဲထားတူ140ထဲမှာ9ချိန်ရှိသွားပြီနောက်ထပ်လိုတဲ့ one draw ကို diamond 50နဲ့လဲလိုက်တကယ်လို့ diamond ကမလောက်သေးဘူးဆိုလို့ရှိရင် weekly pass ကပေးတဲ့ရက်ကိုပြန်ဆောင်ကြည့်ပြီးမှပြန်လဲအဲ့ချိန်မှာကိုလဲထားတာကအချိန်50ပြည့်ပြီဆိုရင်တေးကြတာကတော့ stand skin ammo skin အဲ့လိုမျိုး skin တွေကတခုကတော့ကြိုက်ကြလို့ယူလို့ရတော့ပြီဘာလို့အဲ့လိုပြောရလဲဆိုတော့ဗျာကျွန်တော်တို့က10 draw လဲတယ်ဆိုလို့ရှိရင်တေးကြဘောက်ကတော့ coin က100မဟုတ်ရင်သူ့ရဲ့အထက်မှာရမှာဗျာအဲ့ဒါပြီးသွားလို့ရှိရင်လည်းကျွန်တော်တို့ရဲ့ဘေးနားမှာ total reward ဆိုတာလေးရှိတယ်အဲ့ကောင်လေးကကျွန်တော်တို့အချိန်50ပြည့်ပြီဆိုလို့ရှိရင်စုစုပေါင်းသူက coin 100နဲ့မှ5ခုပေးတယ်ကိုမှလည်းအချိန်50ကို100ရဲသူမှပြီးတဲ့ coin 100ရဲဆိုလို့ရှိရင်စုစုပေါင်း coin 600လောက်ကတော့အသာလေးရတယ်ဗျာတချို့ကြောက်လည်း10 draw မှာ200လောက်ထိရတယ်ဗျာ coin ကိုအဲ့ဒါဆိုတော့ကိုကောင်ကကန်ကောင်းလို့ရှိရင်ကျွန်တော်ဈေးနည်းနည်းနဲ့လည်းရရင်ရသွားနိုင်တယ်အခုကအရေးကြီးတဲ့အပိုင်းကိုဆက်ပြောမယ်ကျွန်တော်တို့ stand skin တကောင်ရဖို့အတွက်ပတ်စံဘယ်လောက်ကုန်ခဲ့လဲဆိုတာကိုကျွန်တော်ပြန်တွက်ပြပေးမယ်ပထမရက်မှာဖြည့်ရတဲ့ weekly pass က6000နဲ့မှ900 free token page 1မှာ diamond 250ဖြည့်တာကအဲ့ကိစ္စလေးတစ်ခုပြောပြအောင်မယ်ကျွန်တော်တို့ diamond 250 quantity ဖြည့်လို့မရဘူးကျွန်တော်တို့ diamond 289တုံးကိုတော့ဖြည့်လို့ရတယ်သူ့ရဲ့တန်ဖိုးကတော့19000နဲ့မှ900ရှိတယ် free token page 2မှာထည့်ရမယ့် weekly pass 3ပတ်စာက19000နဲ့မှ900အားလုံးပေါင်း4300နဲ့မှ900လောက်ကြာမယ်တကယ်လို့ကန်ကောင်းလို့ရှိရင်လည်းအဲ့ထက်ပိုနေပြီးကုန်ရင်လည်းကုန်နိုင်တယ်ကျွန်တော်တို့ stand skin တစ်ကောင်ကိုယူမယ်ဆိုလို့ရှိရင်အလွန်ဆုံးကုန်နိုင်တာက4300နဲ့မှ900လောက်ကုန်နိုင်တယ်တကယ်လို့ကိုကောင်ကန်ကောင်းတယ်ဆိုရင်အထက်လည်းရောပြီးကုန်ရင်ကုန်နိုင်တယ်ကျွန်တော်အနေနဲ့ event မလာခင်ဒါလေးကိုကျွန်တော်ကြိုပြီးလုပ်ပေးလိုက်ရတဲ့အတွက်အမားတွေပါသွားတယ်ဆိုလို့ရှိရင်လည်း comment မှာထောက်ပြသွားပေးလို့ရပါတယ်တကယ်လို့တီးကျင်တာတွေရှိသေးတယ်ဆိုလို့ရှိရင်လည်း comment မှာမေးသွားပေးလို့ရပါတယ်ကျွန်တော်ကတော့ CK ပါနောက်ပြီးမှပြန်တွေ့ကြမယ်ဘိုင်ဘိုင်ပါ